ဆုံးရှုံးရမှာကိုစိတ်ပူနေရှင်ဆိုတာကမစားခင်ကလေးကကြားရှုံးနေရှင်ပါပဲဒီတော့ဆုံးရှုံးရမှာကိုလည်းစိတ်ပူမနေပါနဲ့မကြားရှုံးအောင်ပြင်ဆင်ထားရင်လုံလောက်ပါပြီပျက်စီးနေတဲ့စိတ်သက်နဲ့ပျက်စီးနေတဲ့ခန္ဓာကိုယ်ကဝန်ဆက်ကြသွားရင်ကိုယ်ကဘာမှလုပ်ဖြစ်တော့မှာမဟုတ်ဘူးဒီတော့ပြင်ဆင်နေထိုင်ပါစေစုနှစ်ပေါင်းများစွာလွတ်စွာနေထိုင်ဖို့အတွက်စိတ်ရှမ်းမြင့်စွာကိုယ့်ရဲ့ဘဝကိုရှင်သန်ရှင်နေဆိုရင်တော့နေ့အနေငယ်လောက်တော့စိန်ကြားတဲ့အရာတွေကိုစတဲ့ပြည့်သိမ့်ပါတယ်အဲ့ဒီလိုမှနေ့အနေငယ်လောက်စိန်ကြားတဲ့အရာတွေကိုမစတဲ့ပြည့်ဘူးဆိုလို့ရှိရင်တော့နေ့ပေါင်းများစွာလွတ်ရှင်တဲ့စိတ်ရှမ်းသာရှင်တွေနဲ့ဝေးကွာသွားပါလိမ့်မယ်မနှက်ဖန်ကျေးဇူးတင်ရမယ့်အရာတွေကိုဒီနေ့လှုပ်ဆောင်ပါကိုကအရာတိုင်းကိုလူတွေကိုလိုက်ပြီးတော့ရှင်းပြနေတာတွေကိုလည်းရက်ပါအဲ့ဒီလိုလုပ်ဖို့ကိုမှဘာတာဝန်ဘာဝတ္တရားမှလည်းရှိမနေပါဘူးဘဝဆိုတာကတနည်းအားဖြင့်တော့ပကြည်ဆွေးတဲ့ကံပဲတစ်ခုလိုပါပဲဘယ်ကာလာနဲ့ဘာရုပ်ဆွေးရှင်တလဲဆိုတာကတော့သင်အပေါ်မှာပဲမူတည်တာပါကောင်းတဲ့ဘက်ကိုပြောင်းလဲရတယ်ဆိုတာကအစားပိုင်းတော့တိတ်ကိုခက်ခဲပါတယ်အလေပိုင်းတော့ချုပ်ထွေးလွှမ်းလာပါတယ်နောက်ဆုံးမှာတော့တိတ်ကိုလှပတဲ့အရာတွေကိုဘဝထဲကိုရောက်လာပါလိမ့်မယ်သိထားပါလွယ်နဲ့ရတာလေကြာမခံသလိုကြာခံတဲ့အရာတွေကလည်းလွယ်နဲ့မရနိုင်ပါဘူးဖန်ဒိဋ္ဌံချားရှင်ကစတင်စေတယ်စိုင်ဆမ်းမပြတ်လှုပ်ဆောင်ရှင်ကတော့နေရာတစ်ခုကိုရောက်စေတယ်ဇွေနဘေးချီရှင်ကတော့ဆက်ပြီးတော့မှတွားစေတယ်ဒီရဲ့နောက်ဘာပဲလုပ်ငါလှုပ်တော့မယ်လို့တန်ဒိဋ္ဌံရှာမှတ်ပါငါစိုင်ဆမ်းမပြတ်လှုပ်တော့မယ်ဆိုပြီးတော့မှ consistent ယူထားပါအသေးလေးစ조사မှုတွေနဲ့ပိုကောင်းတဲ့မနက်ဖန်စီကိုတွားဖို့ဒီနေ့ကိုစတဲ့ပြစ်ပါ